ဒီကနေ့23ရက်နေ့3လပိုင်း2023ရန်ကုန်မြို့မှာဟောတဲ့တရားပေါ့နော်တရားစခန်းဘက်3ရက်မြောက်နေ့ပေါ့ဟောမဲ့တရားရဲ့ခေါင်းစဉ်ကတရားဆိုတာတဲ့ဘာဖြစ်လို့ဒီတရားကိုဒီခေါင်းစဉ်နဲ့ဟောရတာလဲဆိုလို့ရှိရင်တရားအားထုတ်တဲ့ယောဂီတွေတော်တော်များများကတခါတလေကြာရင်တရားအားထုတ်ရင်းနဲ့တခါတလေကြာရင်မတရားဖြစ်နေတတ်တယ်သမထနဲ့ဝိပဿနာမတဲမကွယ်ဖြစ်နေတတ်တယ်ဝိပဿနာတရားဆိုတာကဘယ်လိုမျိုးလဲဆိုတာကိုသိသိခြင်းတယ်ဒီရွယ်ချက်နဲ့ဟောတဲ့သဘောပေါ့အဲ့တော့တရားဆိုတာဘာလဲဆိုလို့ရှိရင်တရားဆိုတာကတရားမှတရားတာပေါ့ဦးဇင်းခုပြောတဲ့စကားတွေကတော့ယူယတာမန်လူတွေပဲနားလေလေသွင်းမဲ့စကားရက်တွေနဲ့ပဲပြောတာဖြစ်တဲ့အတွက်ပါဠိစာပေတွေတော့သိပ်ပါမှာမဟုတ်ဘူးဒါပေမဲ့တေချာတာကတော့ဖျားဟောပါဠိတရားနဲ့အညီဆိုတာကိုတော့ဦးဇင်းအာမခံတယ်အဲ့တော့ရေယုံကြည်ကြည်နဲ့တည်တည်တခြားလေးနားထောင်ပြီးတော့နားလေအောင်လေးနားထောင်ကြည့်ပေါ့တရားအားထုတ်တယ်ဆိုတဲ့အမြင့်ဆုံးရည်ရွယ်ချက်ပန်းနိုင်ရပါလဲဆိုလို့ရှိရင်လွတ်မြောက်ဖို့ပဲမြတ်စွာဘုရားရှင်ဟောထားတဲ့တရားတွေပိဋကအားဖြင့်ဆို3ပုံနိကေအားဖြင့်ဆို9ရက်ဓမ္မခန္ဓာပေါင်း8400အဲ့တရားတွေအားလုံးကဝိမု ക്തി ယတဒီဟုတော့လွတ်မြောက်ခြင်းမှာပဲလမ်းဆုံးတယ်အဲ့တော့တရားအားထုတ်ရင်လွတ်မြောက်သွားရမယ်ဒါပေမဲ့ချို့လူတွေကတရားအားထုတ်တဲ့ခါကျရင်ပင်ပန်းနေကြတယ်ဆင်းရဲနေကြတယ်မှန်တယ်မိမိအစွဲနဲ့မိမိဆင်းရဲတာမိမိအလိုကြောင့်မိမိဆင်းရဲတာသာဖြစ်တယ်တရားကြောင့်ဆင်းရဲတာမဟုတ်ရဘူးတရားအားထုတ်ခြင်းကြောင့်ဆင်းရဲတာမဟုတ်ပါဘူးတရားအားထုတ်တဲ့ခါကျရင်မိမိမတရားခဲ့တာတွေကြောင့်အကျွေးဆက်ရတာမျိုးတွေရှိတတ်တာပေါ့ဒါမျိုးတွေကြောင့်ဆင်းရဲတာမျိုးတော့ဖြစ်နိုင်တယ်မိမိဉာဏ်တွေပေါ်လာအောင်အားထုတ်ရင်နဲ့အားရင်လေးတွေပိုရှံပြီးတော့တခါလေးကြာရင်ဟိုဘက်ကဒီဘက်ကကတ်သွားတာလေးဖြစ်တတ်တယ်ဒါကြောင့်ဆင်းရဲတာလေးဖြစ်တတ်တာပေါ့ဒါပေမဲ့မှန်တယ်ဒါပေမဲ့တရားကြောင့်ဆင်းရဲတာတော့မဟုတ်ဘူးမိမိအားထုတ်တဲ့တရားရဲ့ပန်းနိုင်ဆိုတာကလွတ်မြောက်တဲ့သဘောရှိတယ်ချမ်းသာတဲ့သဘောရှိတယ်ဝိမု ക്തി ယတတဲ့ဝိမု ക്തി ယတဒီဟုတော့လွတ်မြောက်ခြင်းမှာပဲလမ်းဆုံးတယ်တဲ့ငါဘုရားရှင်ဟောရတဲ့တရားတွေအားလုံးကတဲ့အဲ့တော့ဘယ်လိုလွတ်မြောက်သွားရတာလဲဒါလေးကိုသိသေးကြတာပေါ့အဓိကရည်ရွယ်ချက်ကလေးကိုမသိဘဲနဲ့အားထုတ်နေတဲ့အခါကျရင်လမ်းမှာဝိဝိုက်ပြီးတော့ပင်ပန်းနေကြတာလေးဖြစ်မှာစိုးလို့ဘုရားဒီတရားကိုဟောတာပေါ့တရားထုတ်တဲ့အခါကျရင်တရားဆိုတာကဘာလဲလူတွေကတရားပြောနေရတယ်ဒါပေမဲ့တရားဆိုတာဘာလဲဒီလိုသိဖို့လိုတယ်ဦးသိန်းကသိစေခြင်းနဲ့ရှုထောင့်လေးဦးသိန်းသိစေခြင်းနဲ့ရှုထောင့်လေးကိုနည်းနည်းလေးအတက်နိုင်သူနားလေအောင်လေးနားထောင်ကြည့်ပါတရားဆိုတာကတရားဓမ္မတဘာဝဒါကိုလေလူတွေကထပ်တူပြုပြီးပြောကြတယ်တရားရဲ့ဓမ္မရဲ့တဘာဝရဲ့ဘယ်လိုတူတာလဲတရားရဲ့ဓမ္မရဲ့တဘာဝရဲ့ဘယ်လိုတူနေတာလဲနော်လွတ်လွတ်လပ်လပ်ပေါ့ပေါ့ထိုင်လို့ရတယ်ပြောင်းလို့ရတယ်ပြင်လို့ရတယ်အားနာစရာမလိုဘူးတရားနာတဲ့ချိန်မှာကျတော့မိမိပြောတဲ့စကားလေးကိုနားလည်ဖို့ပဲအရေးတကြီးလက်တွေခြိထားစရာမလိုဘူးထိုင်နေလို့ထိုင်လို့ရတယ်ပေါ့ပါပါပဲလက်ထောက်ထားလိုက်ရသေးတယ်နောက်ဆုံးအဓိကမိမိကညောင်းနေလို့လက်ထောက်ထားလိုက်မှအာယုံရမယ်ဆိုလက်တာထောက်ထားပြဿနာမရှိဘူးမိထားမှအဆင်ပြေမယ်ဆိုမိထားရတယ်ဒါပေမဲ့ကိုတောင်းဝင်ယူရမယ်အိမ်မငိုက်သွားဖို့မျက်စိမိတ်ထားလို့ရတယ်အိမ်ငိုက်သွားမယ်ဆိုမျက်စိပြန်ဖွင့်ပြီးမိမိပြောနေတဲ့စကားလုံးလေးကိုမကြားလိုက်တော့ဘူးဖြစ်မှာဆိုလို့တရားထိုင်နေရမျိုးလည်းမလုံးနဲ့ပြီးတော့ဗာလဲဆိုလို့ရှိရင်ဦးသိန်းပြောမယ်တရားမျိုးကြတော့ခဏနေကြရင်ပြောမယ်ခန္ဓာဉာဏ်ရောက်တရားမျိုးအဲ့ဒီချိန်မျိုးဆိုရင်တော့ထိုင်ရင်းနဲ့မျက်စိမိတ်နာလို့ရတယ်ဒီတရားမျိုးကြရင်တော့နည်းနည်းမျက်စိလေးဖွင့်ပြီးတော့နားလေအောင်လေးပဲနားထောင်ပြီးအိမ်ငိုက်သွားမှာဆိုလို့ထမင်းစားပြီးချိန်ဖြစ်လို့နော်အဲ့တော့တရားဓမ္မတဘာဝအဲ့သုံးမျိုးတူတယ်ဘလို့တူတာလဲနော်တကယ်တော့တဘာဝတရားလူတွေပြောရနော်တဘာဝကိုတရားနဲ့အမြဲတမ်းတွေ့ဘာဖြစ်လို့တဘာဝကငကိုတဲကမတရားခြင်းမရှိဘူးသူ့သဘောသူဆောင်နေတာဖြစ်တဲ့တဘာဝပဲဓမ္မပဲတရားပဲတကယ်တမ်းကြတော့အကြောင်းတိုက်ဆိုင်လို့ဖြစ်လာတာအကြောင်းတိုက်ဆိုင်ဖြစ်မှာပဲအဲ့ဒါကတရားပဲအကြောင်းတိုက်ဆိုင်လို့ဖြစ်လာတဲ့တရားဒါကြောင့်မြတ်စွာဘုရားရှင်တို့ပြစ္ဆေကဗုဒ္ဓတို့ယဟန္တာတို့ဆိုလို့ရှိရင်တဘာဝပဲကြံတော့တယ်ဓမ္မပဲကြံတော့တယ်တရားသက်သက်တာလည်းရှိတော့တယ်အပြာကတတဘာဝကရိယာတဘာဝဒီလိုမျိုးတွေသုံးနှုံးကြတယ်အမှန်ပါလဲဆိုလို့ရှိရင်
တရားအားထုတ်ခြင်းကြောင့်မိမိရဲ့ဉာဏ်အလျင်ရခြင်းကြောင့်သိမြင်ခြင်းကြောင့်အလုံးစုံကိုသိမြင်လက်ခံနားလည်ပြီးတော့လွှတ်ချလိုက်နိုင်တယ်လွှတ်ချလိုက်နိုင်တဲ့အခါကျရင်သူကဘာလဲဆိုလို့ရှိရင်လွှတ်ချနိုင်ခြင်းရဲ့အရင်မှာဘယ်အရာမှမတုံ့ပြန်တော့ဘူးတဲ့တုံ့ပြန်တယ်ဆိုတာသင်္ခါရမတုံ့ပြန်ရင်အသင်္ခါရအရာပေါ်မှာမတုံ့ပြန်တော့ဘူးလက်ခံလိုက်တယ်ကျင့်နဲ့လိုက်တယ်အတိမတ်ပြုလိုက်တယ်အားလုံးပေါ်မှာသဘောထားမှန်နဲ့ကျင့်နဲ့နိုင်သွားတယ်ဒီလိုဖြစ်အောင်ကျင့်ရမှာဟုတ်တယ်လူတွေကအဲ့ဒါဆိုလို့ရှိရင်မတရားဘယ်လိုဖြစ်နေသလဲဒီလိုမျိုးလေးနည်းနည်းလေးနားလည်အောင်နားထောင်ကြည့်ကြမယ်လောကဓာတ်တရား၈ပါးနဲ့တွေ့ကြုံလာတဲ့အခါကျရင်လူတွေကတုန်လှုပ်နေတယ်တဲ့တုံ့ပြန်နေတယ်တဲ့လွန်ထိုးနေတယ်ဆင်းရဲနေတယ်အကောင်လောကဓာတ်တွေရှိတယ်အကောင်လောကဓာတ်တွေနဲ့ကြုံလာတဲ့အခါကျရင်လူတွေကဆွတ်ခုံအကြိုက်ကလေးနဲ့တကွာလောဘကလေးကတုံ့ပြန်နေလို့တဲ့အကောင်လောကဓာတ်တွေအပေါ်မှာမိမိအကြိုက်ကလေးလောဘဇောလေးနဲ့မိမိကတုံ့ပြန်နေတယ်အဲ့တော့လောကဓာတ်တွေအကောင်လောကဓာတ်တွေတိုင်းမှာမိမိရဲ့အကြိုက်ကလေးလောဘဇောလေးနဲ့တုံ့ပြန်တယ်ဇောလေးအဲ့ဇောလေးနဲ့တုံ့ပြန်အဲ့လိုပဲအစိုးလောကဓာတ်တွေကြုံတဲ့အခါတိုင်းမှာမိမိရဲ့မခံခြင်းနဲ့မိမိမကြုံခြင်းနဲ့မိမိမကြိုက်တဲ့အစိုးလောကဓာတ်တွေကြုံလာတဲ့အခါတိုင်းမှာလူတွေဟာယောဂီတွေရောလူတွေရောအားလုံးဟာတရားမပြည့်စုံတဲ့လူတွေကဒီလိုပြောရင်ပိုပြည့်စုံတာပေါ့တုံ့ပြန်နေတယ်ဒေါသလေးနဲ့တုံ့ပြန်နေတယ်မကြိုက်ခြင်းနဲ့တုံ့ပြန်နေတယ်အလိုမရှိခြင်းနဲ့တုံ့ပြန်နေတယ်လွတ်မြောက်လိုခြင်းနဲ့တုံ့ပြန်နေမကြိုက်ဘူးပေါ့ဒီအာယုံလေးပေါ်မှာမကျင့်တဲ့ချင်းလေးနဲ့ဒေါသဇောလေးနဲ့တုံ့ပြန်ဒါလည်းတုံ့ပြန်တာအဲ့လိုပဲတခါလေးကြာရင်လောကဓာတ်မထင်ရှားရင်ဒုက္ခမထင်ရှားရင်ဥပ္ပခာအာယုံလေးပေါ့ဥပ္ပခာအာယုံလေးဒုက္ခမထင်ရှားဘူးတခါလေးကြာရင်လောကဓာတ်တော့ရှိတယ်အကောင်လောကဓာတ်အဆိုးလောကဓာတ်ဒါပေမဲ့မိမိကနှလုံးမသွင်းမိဘူးအဲ့ဒီအပေါ်လေးမှာမိမောပြီးတော့မောဟလေးနဲ့တုံ့ပြန်နေတတ်တယ်ဒါလည်းတုံ့ပြန်နေမှုလေးပဲအဲ့တုံ့ပြန်နေမတရားပြောချင်တဲ့သဘောလေးကတုံ့ပြန်နေမတရားပဲမတုံ့ပြန်ရင်တရားပဲတုံ့ပြန်နေဘာကြောင့်မတရားတာလဲအမှန်ကိုမသိလို့အမှန်ကိုလက်မခံလို့ဒါပဲအဝိဇ္ဇာပြောတာသူကအမှန်သူ့သဘောတဘာဝဓမ္မအတိတ်အကြောင်းကျိုးတွေရှိခဲ့လို့အတိတ်ကကိုကအသာယူခဲ့ဘူးလို့အနာခံနေရတယ်အနာယူခဲ့ဘူးလို့အရှုံးပေးနေရတယ်တာခဲ့ဘူးလို့နာရတယ်ပေါ့နာခဲ့ဘူးလို့တာရတယ်ပေါ့ယူခဲ့ဘူးလို့ပေးရတယ်ပေးခဲ့ဘူးလို့ယူရတယ်ပေါ့ဒီလိုအပြန်လန်အတိတ်အကြောင်းကျိုးသူ့သဘောနဲ့သူရှိနေတယ်ဆိုတဲ့အကြောင်းကျိုးတွေပေါ်မှာမိမိကတုံ့ပြန်မှုလေးနဲ့တန်တရားခီးဆက်နေတယ်မိမိရဲ့မတည်နေခြင်းဒေါသကျေနပ်ခြင်းသဘောကျခြင်းလောဘမိမောခြင်းတွေ့ဝေခြင်းမောဟလေးနဲ့တုံ့ပြန်နေအမြဲတမ်းအဲ့တုံ့ပြန်မှုဆိုတဲ့သင်္ခါရလေးတွေငြိမ်းအောင်ရှုရတာတကယ်တော့တရားထုတ်တယ်ဆိုတာဒါမှတရားဖြစ်သွားမှာဒါမှသဘာဝကိုသဘာဝအတိုင်းလက်ခံနေခေါ်တာအကြောင်းတက်ဆိုင်လို့ပေါ်လာတဲ့ဓမ္မကိုဓမ္မအတိုင်းလက်ခံနေလို့ခေါ်တာဒါဆိုတရားဖြစ်သွားပြီဒီပုံစံမျိုးဖြစ်အောင်ဒီရွယ်ချက်မျိုးနဲ့တရားအထုတ်ရတာအဓိကမူလရွယ်ချက်ကိုဦးသိန်းပြောပြချင်တာပါဘာလို့တရားအထုတ်နေကြတဲ့အခါကျရင်ဒီခါကျရင်အာထုတ်တယ်နီးတန်းနေအများကြီးရှိတယ်အာထုတ်တယ်ဒါပေမဲ့အာထုတ်တဲ့အခါကျဘယ်ရွယ်ချက်အတွက်ဘယ်ပန်းတိုင်ရောက်ဖို့အတွက်ဘာကြောင့်အာထုတ်နေရတာလဲငါကဘယ်နေရာလေးတွေမှာလိုအပ်နေလို့လဲဘယ်နေရာလေးတွေမမားနေလို့လဲဘယ်နေရာလေးမှာညှိနေလို့လဲဘယ်ဟာလေးတွေကိုအကြိုက်နဲ့ဆွဆွခုံနေလို့လဲဘယ်ဟာလေးကိုမကြိုက်နဲ့ sensitive ဖြစ်နေလို့လဲဘယ်ဟာလေးပုံစံမိမောပျော်ဝင်ပြီး dissolve တခါတည်းစီးမျောသွားမိလို့လဲဒါလေးတွေကိုမိမိကိုယ်ကိုမိမိသိဖို့လိုတယ်ဒါလေးတွေကိုသိလာတာကိုပဲအမှန်တရားကိုသိလာတယ်ဆိုလို့ရှိရင်လူကအလိုနေနဲ့အမားတွေညော့သွားတတ်တယ်ဒီလိုသိလာအောင်အားထုတ်တာဒီလိုပြောလဲမှန်တယ်လွတ်မြောက်သွားအောင်အားထုတ်တာငြိမ်းချမ်းဖို့လွတ်မြောက်ဖို့ဝိမု ക്തി ရတအတွက်အားထုတ်တာဒီလိုမျိုးရည်ရွယ်ချက်နဲ့အားထုတ်ရတခါကျရင်မက်လိုချင်လို့အားထုတ်တာမှားတယ်ဖို့လိုချင်လို့အားထုတ်တာမှားတယ်ဒါဥစဉ်ပြောတာမဟုတ်ဘူးမြတ်စွာဘုရားရှင်ဒီပြင်ဟောထားတယ်နိဗ္ဗာန်ကိုအထူးသိ၏တဲ့သူတို့နိဗ္ဗာန်ကိုအထူးသိခြင်းကြောင့်နိဗ္ဗာန်၌မကြံနိဗ္ဗာန်မှမကြံနိဗ္ဗာန်သို့မကြံနိဗ္ဗာန်ကိုရှေ့ရှုမနှစ်သက်တယ်ပြောချင်တာမိမိရထားတဲ့အရိယာဖြစ်လို့မိမိရထားတဲ့တရားနိဗ္ဗာန်ဓာတ်ကိုရတယ်ဆိုရင်တော့မှအဲ့နိဗ္ဗာန်ကိုမိမိကနှစ်သက်နေတယ်မျော်လင့်နေတယ်အလိုရှိနေတယ်တောင်းတနေတယ်ဆိုရင်မတရား
ဟာဒါဆိုထူးဆန်းတယ်နိဗ္ဗာန်ရဖို့အတွက်ပဲအာယုံပြုတ်ပြီးတော့ကုသိုလ်ကောင်းမှုတွေပြုခိုင်းတယ်မဟုတ်လားမှန်တယ်ဒါကရည်သူဒါနိဗ္ဗာန်တပစ္စယောဟောတုဒါရည်သူတကယ်နိဗ္ဗာန်ကိုရဖို့အတွက်အားထုတ်တဲ့အခါကြာရင်တော့နိဗ္ဗာန်ဆိုတဲ့အရာကြီးပေါ်တော်မှာအထူးမသိပဲနဲ့နိဗ္ဗာန်ကိုရန်တမ်းပြီးလိုချင်နေတဲ့လောဘဇောရှိနေရင်မတရားဓမ္မနိကနိတရားပေါ်မှာတွေ့ညှိနေတယ်လို့ခေါ်တရားထုတ်တဲ့အခါကျရင်ယုံကြည်ကျမ်းမှာစိတ်ဖြောင့်စွာဖြစ်လွန်စွာအားထုတ်ဉာဏ်နည်းရုပ်ကိုဖြစ်ချုပ်ဉာဏ်မြင်ဒီလိုမျိုးဟောထားတယ်နော်မောဂုတ်ဆရာတော်ဘုရားကြီးဒါလူတိုင်းကြားဘူးတယ်ယုံကြည်ဖို့လိုတယ်ကျမ်းမာဖို့လိုတယ်လွန်စွာအားထုတ်ဖို့လိုတယ်ဖြစ်ချုပ်ဉာဏ်မြင်နိုင်တဲ့ဉာဏ်အမြင်ရှိဖို့လိုတယ်စိတ်ဖြောင့်စွာစိတ်ကလေးဖြောင့်ဖို့လည်းလိုတယ်အဲ့စိတ်ဖြောင့်စွာလေးဆိုတာလေးလူတွေကပေါ့ပေါ့လေးထင်နေရတယ်တကယ်တော့မနတိကာရကိုခေါ်တာစိတ်ဖြောင့်နေဆိုတာစိတ်ဖြောင့်မှုကလွယ်တာမဟုတ်စိတ်ဖြောင့်မှုဆိုတာဒီလိုမျိုးလေးတကယ်နားလေသဘောပေါက်ပြီးမိမိစိတ်ကလေးရှင်းရှင်းလေးထားပြီးတော့နိဗ္ဗာန်ကိုစေလို့အပ်တော်စိတ်ခေါ်တယ်နိဗ္ဗာန်ရောက်ကြောင်းနိဗ္ဗာန်ကိုစေလို့အပ်တော်စိတ်ဒါကြောင့်စေလို့တယ်ဆိုတဲ့လောဘခေါ်မလားမဟုတ်ဘူးနိဗ္ဗာန်ကိုစေလို့အပ်တော်စိတ်နိဗ္ဗာန်နဲ့လျော်ကန်တဲ့စိတ်ကိုထားရတယ်ဒါဝဲစိတ်ဖြောင့်နေလို့ခေါ်တာဒီလိုစိတ်တဘောထားမျိုးလေးနဲ့အားထုတ်ရဒီလိုစိတ်တဘောထားလေးနဲ့အားထုတ်လိုက်မှဒါလျင်မိမိရဲ့တရားလေးတွေရသွားနိုင်တယ်ဟုတ်ပြီအဲ့ဒါဆိုလက်တွေ့ရှုွက်ဘက်ကိုပြန်သွားကြမယ်ကိုယ်တိုင်အားထုတ်ပူးကြတဲ့လူတွေကြီးပဲဒီယောဂီတွေထဲမှာနည်းနည်းစဉ်းစားကြည့်ကြပေါ့တခါလေကြာရင်ဦးဇင်းတို့ကကာယအမှတ်တွေပေးတယ်ကာယခန္ဓာကိုယ်ပေါ်မှာဘဂိုးကျေးဇူးတော်ရှင်နော်ဘဂိုးအောင်ဒုက္ခဆရာတော်ဘုရားကြီးဦးဇင်းတို့ရဲ့ဆရာတော်ကြီးပေးတယ်လေးမှတ်ပေးတယ်ဘာရွယ်ချက်နဲ့ပေးတာလဲသုံးမှတ်ပေးတယ်နော်ဝင်တယ်ထွက်တယ်သိတယ်ခန္ဓာကိုယ်အပေါ်ပိုင်းမှာပေးတယ်ကာယခဏကြည်သွားဖို့ခန္ဓာကိုယ်အပေါ်ပိုင်းမှာပေါ်တဲ့ဝေဒနာလေးတွေပေါ်ပြီးတော့အဲ့ဒီရှုွက်လေးတွေကုံသွားဖို့အတွက်ဒီလေးမှတ်ကလေးကိုပေးတာသုံးမှတ်ပေးတယ်ထိုင်တယ်ထိတယ်သိတယ်မှတ်ခိုင်းတယ်ဘာဖြစ်လို့မှတ်ခိုင်းတာလဲခန္ဓာကိုယ်အလယ်ပိုင်းမှာကာယခဏကြည်သွားဖို့ကာယခဏကြည်သွားဆိုတာကာယကိုယ်မှာရှုမှတ်တာကာယ ानु ပတနာသတိပဋ္ဌာန်မိမိရဲ့ခန္ဓာကိုယ်ကာယကိုယ်ပေါ်မှာရှုမှတ်ခွင့်ရှိသလောက်ရှုမှတ်ရင်နဲ့မိမိရှုွက်လေးတွေကုန်သွားတာရှုစရာမရှိတော့လောက်ဟာလာဟင်းဟင်းဖြစ်သွားတာဗလာဖြစ်သွားတာခေါင်းခါချစ်လက်တွေပျောက်ကုန်နေဆိုတာဒါယောဂီတွေပြောနေကြစကားပဲဒီလိုတွေဖြစ်သွားမှတာလေမိမိရဲ့ခန္ဓာကိုယ်ပေါ်မှာမိမိရဲ့အာယုံလေးကနေလွတ်မြောက်သွားတာမိမိရဲ့အတိလေးကဒီခန္ဓာကိုယ်ပေါ်မှာအာယုံလေးကိုတင်လို့မရတော့လောက်အောင်ကိုလွတ်မြောက်သွားဖို့ဒီလိုအားထုတ်တိုင်းဒါကိုကာယခဏကြည်တယ်ဒါကအပေါ်ပိုင်းခန္ဓာကာယခဏကြည်ဖို့အတွက်လေးမှတ်ကိုပေးပါတယ်အလေပိုင်းခန္ဓာကိုယ်မှာကာယကဏကြည်ဖို့အတွက်သုံးမှတ်ကိုပေးပါတယ်အောက်ပိုင်းခန္ဓာနော်ခြေပြားလေးမှာထိတယ်သိတယ်ဘာလို့မှတ်ရတာလဲအောက်ပိုင်းခန္ဓာကိုယ်မှာကာယကဏကြည်သွားဖို့နှစ်မှတ်ကိုပေးပါတယ်ရှုွက်ကုံသွားဖို့ပေါ့အဲ့လိုမှတ်လိုက်တော့မှလည်းအပေါ်ပိုင်းအလေပိုင်းအောက်ပိုင်းမှာဝေဒနာလေးတွေပေါ်လာတတ်တာသူ့နေရာနဲ့တူဘာဖြစ်လို့လဲဆိုတော့အဲ့အထိထင်ရှားတဲ့နေရာလေးကိုအာရုံပြုရင်နဲ့ဓာတ်ကလေးတွေဖောက်ပြန်တဲ့သဘောလေးတွေကိုထင်ရှားသိရင်တကယ်တမ်းကျတော့ဒီဓာတ်ဖောက်ပြန်မှုကြောင့်ပေါ်လာတာဝေဒနာလေးတွေဆိုတာကခန္ဓာကိုယ်ကြီးဆိုတာမတူတဲ့ပထဝီတေသောအာဘောဝါယောဓာတ်လေးပါးနဲ့ပေါင်းဆက်ထားတယ်ပေါင်းဆက်ခြင်းကြောင့်တဏ္ဍာန်ဖြစ်တယ်ဖောက်ပြန်တယ်မတူတာတွေပေါင်းဆက်ထားလို့ဖောက်ပြန်တဲ့အတွက်ဝေဒနာရှိဒီဝေဒနာကြီးတွေကုံသွားဖို့အားထုတ်တာမဟုတ်ဘူးပြောချင်တဲ့နေရာရောက်ပါပြီဘာလဲဆိုလို့ရှိရင်ဝေဒနာတွေကုံသွားဖို့အားထုတ်တယ်ဝေဒနာဆိုတာမကုံဘူးတွေ့ရူပန်တိရောဂောတဲ့ဘုရားရှင်ဟောထားတယ်ဒီရုပ်ခန္ဓာကိုယ်ကြီးဖောက်ပြန်တတ်တဲ့ရုပ်ဆိုတာဒီပလင်ယောဂပဲတဲ့ဒီရုပ်ဆိုတာဒီပလင်ယောဂပဲဖြစ်တဲ့အတွက်ခန္ဓာကိုယ်ကဖောက်ပြန်မှုအမြဲတမ်းရှိနေမှာပဲအဲ့ဖောက်ပြန်မှုတဘောတရားဝေဒနာကြီးပေါ်မှာကုံကျင်တဲ့စိတ်ဦးသိပထမပြောသွားပြီးပြီကုံကျင်တဲ့စိတ်လောဘနဲ့မှတ်နေတာမခံကျင်တဲ့စိတ်မြင်မြန်ပြောက်ကျင်တဲ့ဒေါသနဲ့မှတ်နေတာအဲ့ဒီပေါ်မှာအာယုံမပြုတ်ကျင်လို့စိတ်တွေအပြင်ကိုပြန့်လွင့်ပြီးတော့တခါတည်းဒီအဖြေရှာပြီးတော့ဘလို့မှတ်လို့မှတ်အမှန်မသိဒီဝေဒနာပေါ်မှာပျောက်ဖို့အတွက်ပဲစဉ်းစားတွေးတောနေတယ်မောဟပြန့်လွင့်အမှန်ကိုမသိနိုင်တော့ဘူးပျောက်ရှင်သောတွေနဲ့ရှောက်ပြီးတွေးခေါ်နေတယ်တင်ညက်ခန္ဓာတွေကိုသုံးတယ်တင်ညက်ခန္ဓာသုံးတယ်ဆိုတာထက်ပြောရမယ်ဆိုရင်မိမိသိထားတဲ့တင်ညာတွေပေါ့ဘယ်နည်းနဲ့မှတ်ရင်လွတ်မြောက်နိုင်မလဲမိမိအတွေးတိုင်းမှာလောဘကင်းနေပြီဒါမောဟတနည်းပြောရင်တွေးဝေဝါတဲ့သဘောပဲအဲ့တော့ပြောချင်တာကမိမိရဲ့ခန္ဓာတရားရှာခန္ဓာတွေ့ခန္ဓာပြရင်ခန္ဓာပြောတဲ့အတိုင်းပဲမှတ်အဲ့တော့ဒီခန္ဓာပေါ်မှာပေါ်တယ်မြတ်မှတ်ရမှာပဲဥမာဒုက္ခဝေဒနာတွေအရင်ကုန်သွားရင်ဒုက္ခဝေဒနာကြီးပဲတန်းစီလာမယ်လုံးဝမှားတယ်မဟုတ်ဘူးဒုက္ခဝေဒနာလေးကိုမှတ်လိုက်တဲ့အတွက်တိုင်းမှတ်တိုင်းမှာဒုက္ခဝေဒနာလေးပေါ်မှာဒေါသနဲ့တုံ့ပြန်နေမှုလေးကို
မိမိကမှတ်ချလိုက်တဲ့အတွက်ဒေါသနဲ့မတုံ့ပြန်ခွင့်မရတဲ့အတွက်ဒေါသလေးတွေတည်သွားတယ်မှတ်ချက်တိုင်းမှာသဒ္ဒါဝရိယတတိတမာတိပညာဆရာပြောတဲ့အတိုင်းယုံကြည်မှတ်တဲ့သဒ္ဒါအားစိုက်တဲ့မှုပါတယ်ဝရိယအာယုံမှာအမှတ်ရနေတဲ့တတိမှတ်ချက်တိုင်းမှာတည်ငြိမ်မှုလေးပါတယ်တမာတိမှတ်ချက်တိုင်းမှာတိမှုလေးပါတယ်ပညာသဒ္ဒါဝရိယတတိတမာတိပညာတစ်ခုချင်းစီကိုဘိုလ်လို့ခေါ်တယ်ဘာဖြစ်လို့လဲအာကြီးသောကြောင့်ဘိုလ်လို့ခေါ်တယ်၅ခုဆိုတော့မှတော့ဘိုလ်၅ပါးအာကြီးပြီပေါ့မှတ်ချက်တိုင်းကအထင်သေးစရာမရှိဘူးမှတ်ချက်တိုင်းမှာတိစိတ်ကလေးတွေနဲ့အစားထိုးနေတာပြစ္ဆုတ်ပံတဲ့မှာလွတ်မြောက်မှုလေးတွေနဲ့အစားထိုးနေတာမှတ်ချက်တိုင်းမှာဘာပဲညာပဲမဟုတ်ဘာပေါ်တိပေးတယ်တိယုံလေးတိပေးရမယ်အဲ့ဒါဝိဝိတံပတ္တိဖျားဟောတရားနဲ့အညီပဲဝိဝိတံပတ္တိထင်ရှားတဲ့အတိုင်းတိပေးလိုက်တာဘုဒ္ဓသောပတ္တိအရှိကိုအရှိတိုင်းပဲမှတ်ပေးလိုက်တာဒိဋ္ဌိဒိဋ္ဌမတ္တံပေါ်ကမတ္တမြင်ကမတ္တကြားကမတ္တလေးတွေမှာပဲမြင်ကမတ္တကြားကမတ္တလေးမှာပဲရက်ပေးလိုက်တာအမြင်မတန်းတော့ဘူးအစဆွဲမထုတ်တော့ဘူးမပဝင်တော့ဘူးမပတ်သက်ဘူးလောကကြီးကထွက်လိုက်တာတိမှုလေးနဲ့လောကကြီးကထွက်လိုက်တာတိမှုလေးနဲ့လုံးသိမ့်လိုက်တာမတိမှစထားတဲ့မြောက်တိမှဆုံးပေးလိုက်တာမတိချင်းကြောင့်တုံ့ပြန်မှုတွေကိုတုံ့ပြန်ချက်တွေကိုကုံအောင်မှတ်ပေးလိုက်တာဒီသဘောမျိုးနေနဲ့တရားအားထုတ်တာဒါကြောင့်မိမိအားထုတ်နေတဲ့အလုပ်ကိုမိမိကတန်ဖိုးထားမှလဲတန်ဖိုးရှိမှန်သိမှလဲအတိတ်ပဲသိမှလဲစိတ်ပါလက်ပါအလုပ်လုပ်တယ်ထက်မြက်တဲ့လူတွေဆိုတာကိုလုပ်ရမယ့်အလုပ်ကိုရှင်းလင်းသိရင်တိတ်ချာလုပ်တယ်ဒါဥစဉ်နဲ့ဆိုင်တဲ့နော်ဥစဉ်နဲ့တွေ့နေတဲ့ယောဂီတွေဆိုတာဒီလိုထက်မြက်တွေများပါတယ်ဒါကြောင့်လဲဥစဉ်ကဒီလိုရှင်းပြတာကိုလုပ်တဲ့အလုပ်လေးအတိတ်ပဲရှိကြောင်းစနစ်ကျလုပ်တတ်ဖို့မိမိအလိုနဲ့မိမိပင်ပန်းနေတယ်ဆိုတာမြင်အောင်တရားထုတ်တာပင်ပန်းတာမဟုတ်ဘူးတကယ်တော့ဝေဒနာတက်လာတယ်ဆိုအဲဝေဒနာတွေဆိုတာမဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီးပြောတယ်တမဖိုးလောက်ပဲရှိတာကိုကသုံးမဖိုးလောက်ကစိတ်ဆင်းရဲနေလို့ဒီစိတ်တွေဆင်းရဲနေလို့ကဲလို့ဒီအထိုင်ကပြောင်းသွားလှုပ်သွားတာမှမဟုတ်ပဲညံစင်လေးတွေပြောင်းသွားရင်ကိုယ်တိုင်ကြုံဘူးပြီခုနပဲအတင်မလောက်ဆင်းရဲနေအခုကြတော့မှန်တာတော့ဘူးမိမိစိတ်မှာမိမိဝေဒနာခန္ဓာအဖြစ်ခံစားနေမိတာခံစားစံစားစကားနဲ့တွေ့တရားနေမှာဝေဒနာဓာတ်ခန္ဓာမှတ်လို့တဲ့ဝေဒနာဆိုတာဒုက္ခခံစားတာကောင်းဆိုးပုံမှာခံစားတာဒါဝေဒနာခေါ်တာအဲခံစားနေမိတဲ့သဘောရှိလို့တာလင်းမိမိဉာဏ်စဉ်အားလျော်ဆိုတာခံစားနေမိလို့ဝေဒနာဆင်းရဲတယ်လို့တွားပြီးတော့ကိုကထင်နေတာတကယ်ကြတော့ပေါ်ကမတ္တလေးမှာမှတ်တိုင်းမှာတခါကျရင်ထင်တယ်ကိုကမှတ်လို့ကုံသွားပါမလားထင်တတ်တယ်နော်ဝေဒနာသိပ်ပြင်းထန်လာရင်ဒါဝေဒနာပေါ်မှာမောဟပြန်မိမိအထင်လေးထင်ပြန်မှတ်ပလိုက်မှတ်ရင်ကုံသွားတယ်ဆိုတာဘာလဲဆိုလို့ရှိရင်ဟာဒီခန္ဓာကိုယ်ကြီးကယူပန်ရီပန်တိရောဂောခန္ဓာကိုယ်ကယောဂလို့ခေါ်တယ်မှတ်ရင်ဘာလို့ကုံသွားတာလဲဉာဏ်စဉ်ပြောင်းသွားလို့ဒါလေးကိုသိဖို့လိုတယ်မှတ်လိုက်တိုင်းမှာခန္ဓာကတစ္ဆာရှိတယ်တရားရှာခန္ဓာတွေ့ခန္ဓာပြယုံခန္ဓာပြောတဲ့အတိုင်းပဲအားထုတ်ဘာဖြစ်လို့လဲခန္ဓာတစ္ဆာရှိခန္ဓာကတရားလိုချင်တဲ့လူကိုစီကာစင်ကာတရားလေးတွေလမ်းကြောင်းချပေးနေတဲ့သဘောရှိတယ်ဒါကြောင့်ခန္ဓာကိုပဲကြည်ခန္ဓာပြောရင်ယုံဒီလိုစကားပြောတာခန္ဓာကသူ့ဘာသူဝေဒနာလေးချပြီးမှတ်တာမှတ်ပါပျောက်ချင်တော့မလုံးနဲ့ဒါတရားသူ့ဘာသူဒီဝေဒနာတွေကြားထဲမှာပဲတရားရသွားမယ်အဲ့လိုပဲဒုက္ခဝေဒနာလေးပေါ်ရင်မှတ်တာမှတ်ပါမတွေ့ညိနဲ့လောဘလေးနဲ့မတုံ့ပြန်နဲ့ဒုက္ခဝေဒနာလေးမှာဆိုလေမကြောက်နဲ့ဒေါသလေးနဲ့မတုံ့ပြန်နဲ့မှတ်เสียရှိရမှတ်စိတ်လေးအေးလေးထားပုံမှန်လေးမှတ်ဥပိ္ပခဝေဒနာလေးတိယုံလေးပဲလိုက်ပါစီးမျောပြီးမမိန်မောသွားနဲ့ငြိမ်သွားတယ်တိယုံလေးပဲဖြစ်သွားတယ်လိုက်ပါမိန်မောပြီးတော့ငြိမ်ပြီးတော့လိုက်ပါစီးမျောပြီးတော့မိန်မောသွားတယ်တတိလက်လွတ်ဖြစ်သွားတယ်ဒီလိုမဖြစ်စေနဲ့တိကာမတ္တလေးဖြစ်နေလေတိမှုတဘောတရားလေးကလေတကယ်တမ်းကျတတိပြီးတတိတစ်ချိန်မှတစ်စိတ်ပဲဖြစ်နိုင်တာဟုတ်တစ်ချိန်မှဖြစ်နေတဲ့တစ်စိတ်ချင်းတီမှာမိမိကတိလုံးလေးတွေအစားထိုးရမှာတိမှုလေးတွေအစားထိုးရမှာတိမှုလေးတွေနဲ့ပဲတန်တရားထွက်ရမှာအဲ့တော့မိမိကလိုက်မှတ်ပေးရမယ်တိတယ်တိမှုလေးရဲ့ပြက်နေတဲ့သဘောကိုအာရုံညှို့ပြီးမှတ်ပေးရမယ်နိဗ္ဗာန်လိုချင်ဘင်စွန်းကြီးမြတ်စွာဘုရားရှင်ဟောထားတယ်နိဗ္ဗာန်ကိုလိုချင်နေဆိုရင်အပြက်ဘက်ကိုယုံပြီးကြည့်ရမယ်တဲ့တိမှုလေးကနူးညံ့လာတဲ့အတွက်ပြက်နေလို့မထင်မိဘူးတခါလေးကျရင်ယောဂီတွေကတိတယ်ဆိုကိုယ်တရားလေးပေါ်ကိုကျင်နဲ့သွားပြီးမိန်မောသွားတဲ့ဒီတိုင်းလေးထိုင်နေရင်ကောင်းပါပဲဟောတိမှုလေးပေါ်မှာပဲလောဘလေးပြန်ကက်လာတတ်တယ်အဲ့ဒီခါကျပြီးဆိုအဲ့မိမိရဲ့ခြုံပြီးတော့သိရမယ်ဆိုရင်မှာတိနေတဲ့သဘောလေးအားလေးကိုပဲသိရမှာမဟုတ်ဘူးအဲ့တိနေတဲ့သဘောလေးပေါ်မှာတုံ့ပြန်လာတဲ့သဘောလေးတွေရောမြင်မှုကြားမှုလေးတွေရောမိမိရဲ့အထွေပေါ့အားလုံးခြုံပြီးတော့ဒါကြောင့်ဘဂဝါအောင်ဒုက္ခဆရာတော်ဘုရားကြီးကပြောတယ်သိတယ်ဘာလို့သိလဲအကုန်သိတယ်ပြောလိုက်တဲ့စကားလေးကပညာသားပါတယ်အကုန်သိတယ်ဘယ်လိုအကုန်သိလဲခန္ဓာ၅ပါးလုံးတပြိုင်နက်ခြုံသိနေပါတယ်ဒီသဘော
မြင်မှုကြားမှုတွေပေါ်လာရင်လည်းသိတယ်အထူးမသိဘူးဘယ်အရာမှအထူးသိတယ်လည်းအရေးမကြီးဘူးအရှုခံအရေးမကြီးဘူးလေပြစ္ဆုတ်ပံတဲ့မှာရှုညံလေးကအရှုခံနဲ့ရှုညံလေးတစ်ထက်တည်းဖြစ်နေတာဝန်ကျေပြီးဖြစ်တဲ့အတွက်အားလုံးခြုံပြီးသိနေနိုင်ပါတယ်ဆိုမှအထူးရှုတရားမလို့တော့ရှုတရားလေးတွေအများကြီးဖြစ်လာနိုင်တယ်နုညံ့လေးဖြစ်လာနိုင်တယ်ဖော်ဖွာလေးဖြစ်လာနိုင်တယ်လိုက်မှတ်နေမောမယ်အတင်းလိုက်မှတ်နေတယ်ဒါအတ္တတရားအထုတ်နေတဲ့အတ္တကြီးဖြစ်ကုန်ပြီအတင်းလိုက်မှတ်เสียမလို့မှတ်မှမဟုတ်ဘူးမှတ်တယ်ဆိုတာသိဖို့အတွက်ပဲသူကသူအော်တိုညံကမှတ်နိုင်တဲ့နေရာလေးရောက်လို့အော်တိုလေးလိုက်ပြီးမှတ်နေပြီဆိုရင်အလိုက်သိရင်လေးသိတယ်အကုန်လုံးခြုံပြီးသိနေပြီးရုံပဲအဲ့နေရာလေးကခြုံပြီးသိပေးရမယ့်နေရာအလိုက်သိပေးရမယ့်နေရာအရင်စူးဆိုင်မှတ်ရမယ့်နေရာတွေရှိတယ်ပိုင်းခြားမှတ်ရမယ့်နေရာတွေရှိတယ်သူ့နေရာနဲ့သူမှတ်တော့တင်ပေးသွားဖို့တာဝန်ညာတပညာဆရာတာဝန်ခိုင်းတဲ့အတိုင်းလေးပဲလုပ်ဖို့ကတိရဏပညာတပည့်တာဝန်တရားကဘယ်ချိန်မှရမှာလဲမျှော်စရာမလိုဓမ္မကသူ့ဘာလို့အားပြည့်ရင်ဓမ္မကစောင့်သွားလိမ့်မယ်ဓမ္မတာဝန်သူ့တာဝန်သူယူရမှာညာတပညာဆရာတာဝန်ပဲတိရဏပညာယောဂီတပည့်တာဝန်ပဟာနာပညာဓမ္မတာဝန်ကိုယ်အလုပ်လေးကိုလုပ်ကြမယ်ဆိုရင်ပေါ်တိုင်းမပြတ်ရှုမှတ်နေလျင်တဲ့နိဗ္ဗာန်တဘောအကြောင်းကျိုးသိမြင်မမြဲစင်းရဲ့ဉာဏ်နဲ့ပေါ်လွင်အနတ္တတိယနိဗ္ဗာန်ဝင်ဘာစီဆရာဖျားရေးထားတဲ့စာကြိုးလေးအရန်ကောင်းတယ်အများကြီးမစင်းစားနဲ့အောင်ပေါ်တိုင်းမပြတ်ရှုမှတ်နေလျင်ဆိုတာအကြောင်းနိဗ္ဗာန်တဘောအကြောင်းကျိုးသိမြင်မမြဲစင်းရဲ့ဉာဏ်နဲ့ပေါ်လွင်အနတ္တတိယနိဗ္ဗာန်ဝင်အကျိုးတွေကိုမမျှော်လင့်ပါနဲ့ခဏလေးထားအောင်ပေါ်တိုင်းမပြတ်မှတ်နေဖို့ပဲပေါ်တဲ့အတိုင်းလေးမမှတ်နေဘူးစိတ်ကလေးအေးလေးထားပြီးမှတ်နေဖို့ပဲစိတ်ပါလက်ပါလေးမှတ်နေဖို့ပဲအမှတ်လေးစီနေအောင်မှတ်နေဖို့ပဲဒီလိုလေးမှတ်ပေးရမယ်ဒါလက်တွေ့ရှုခွက်အပိုင်းကြီးပြောတာအကျိုးပိုင်းကိုလာမယ်အခုအကျိုးပိုင်းကိုလာမယ်အခုပိုင်းလေးကိုတိတိကျကျလေးနားထောင်ကြည့်တရားအားထုတ်လိုက်တဲ့အခါကျသူ့ရည်ရွယ်ချက်လေးနဲ့သူမှန်ကန်လေးအားထုတ်လိုက်တဲ့အခါကျတော့မိမိရဲ့ဉာဏ်ကလေးကမှတ်ချင်းတာမှတ်ရင်နဲ့တဖြည်းဖြည်းနဲ့တွက်လက်လာတယ်ထက်မြက်လာတယ်ဒုက္ခသစ္စာကိုပြိညေးရပိုင်းခြားရှုနိုင်တဲ့စွမ်းအားလေးက practice make perfect ဖြစ်လာတယ်ဒါကိုပဲဖြစ်ကြောတိုးသွားတယ်လို့ခေါ်တယ်ဉာဏ်ထက်လာတယ်လို့ခေါ်တယ်သိမှုအားကြီးလာတယ်လို့ခေါ်တယ်အသိဉာဏ်ထက်မြက်လာတယ်လို့ခေါ်တယ်နော်ဒီသဘောလေးဖြစ်အောင်အားထုတ်ရတာပေါ့ဒါအဲ့သဘောလေးသိအောင်မိမိကမှတ်ပေးရတယ်ဆိုတာဘာရည်ရွယ်ချက်နဲ့လဲဆိုတာပြောပြနေတာနော်အဲ့လိုရည်ရွယ်ချက်နဲ့မှတ်ပေးလိုက်တိုင်းမှာမိမိအသိဉာဏ်လေးကထက်မြက်လာတယ်ပိုင်းခြားသိလာတယ်အသေးစိတ်သိလာတယ်အဲ့လိုအသေးစိတ်လေးပိုင်းခြားလေးသိလာတာနဲ့အမျှမိမိကဒုက္ခနော်ဒုက္ခဒုက္ခဥပိ္ပခာဆိုတဲ့မိမိရဲ့ဒီဝေဒနာတွေပေါ်မှာလောကရန်၈ပါးအပေါ်မှာမိမိရဲ့ဉာဏ်ကဖြတ်ချနိုင်တဲ့စွမ်းအားလေးတဖြည်းဖြည်းကြီးလာတယ်ဘယ်ရောက်မှအကြောင်းမထားတော့တဲ့သဘောလေးအကြောင်းမထားတဲ့ဉာဏ်ဆိုတာဒါယန္တာဖြစ်တဲ့ဉာဏ်အကြောင်းမထားတဲ့ဉာဏ်အစစ်ပေါ့အဲ့နေရာကိုချင်းကပ်နေပြီနော်ယန္တာဖြစ်တယ်ဆိုတာဘယ်ရောက်မှအကြောင်းမထားတော့တဲ့အတွက်ဘယ်ဘဝမှအကျိုးမပေးတော့ဘူးသူကတစ်ခုခုပေါ်မှာအကြောင်းထားရင်အကျိုးပေးရတာကိုအကြောင်းဆိုတာကတော့ရှိနေတာပဲနော်အကြောင်းရှိတာမရှိတာနဲ့အကြောင်းထားတာမထားတာမတူဉာဏ်ကိစ္စကအကြောင်းမထားခြင်းလက္ခဏာစောင့်တယ်ပေါ်ဓမြအာယုန်တွေကြုံဓမြလောကရန်တွေပေါ်မှာအကြောင်းမထားတော့ဘူးလေမတုံလို့တော့ဘူးနာကံပတိခေါ်တယ်နိဗ္ဗာန်ကိုအာယုန်ပြုတဲ့စိတ်နဲ့လွတ်မြောက်တဲ့စိတ်နဲ့ကိလေသာဘေးမြူမရှိတဲ့စိတ်နဲ့နော်ဒါဘုရားရှင်ဟောထားတာ38ဖြာမင်္ဂလာရဲ့နောက်ဆုံးနေရာကြီးရောက်လာပြီနော်ဗုဒ္ဓတလောကဓမ္မေစိတ်တန်ယတနာကံအာတောကံဝိဇံခေမံလောကရန်တရား၈ပါးနဲ့တွေ့ကြုံလာမတုံလို့ဘူးလူတွေထင်းတယ်မတုံလို့ဆိုတာတတိရှိတာမဟုတ်ဘူးဒီတတိရှိတာကိုမတုံးတော့တာမပြောတာမဟုတ်ဘူးမအာဇာနီရဲ့အတိတ်ပဲကိုနားထောင်ကြည့်ပါငယ်တော့လူတိုင်းတင်ရတယ်တင်မတင်ကိုခဏချင်းကောင်းစွာသိ၍အမှန်အရာကိုဆုံးဖြတ်နိုင်သူတာမန်တို့ထက်လက်ရိုးရင်နှလုံးရည်ထုခဲ့တာသွန်၍အများအကျိုးအတွက်အသက်ကိုဆုံးလွတ်နိုင်သူအာဇာနီတွေလည်းမကြောက်တတ်ကြဘူးအဲ့လိုမျိုးမတုံလို့တာမျိုးမာနနဲ့မကြောက်တာဒီလိုမျိုးပြောတာမဟုတ်ဘူး तू ကဘာလဲဆိုလို့ရှိရင်အသိဉာဏ်ကြောင့်မတုံလို့တာမတုံလို့ဘူးဆိုတာကြီးကိုလေလက်နာမလက်နာနဲ့မဆိုင်ဘူး तू ကမတုံလို့ဘူးဆိုတာကြီးကဘာလဲဆိုလို့ရှိရင်မိမိအသိဉာဏ်ကြီးကပိုင်းခြားအသေးစိတ်လေးလိုက်ပါသိနိုင်တဲ့အတွက်အဲ့ဒီအပေါ်မှာအကြောင်းမထားတော့စိတ်ဖြစ်သွားတာကိုပြောချင်တာမိမိရဲ့အရှုခံတွေပေါ်မှာအကြောင်းမထားတော့မိမိရဲ့အရှုခံတွေကအကြောင်းတရားမထားတော့ဘူးဆိုလို့ရှိရင်အနာဂတ်အကျိုးတရားထုတ်လုပ်နိုင်စွမ်းမရှိတော့ဘူးနောင်ဘဝတစ်ခုဖြစ်စေနိုင်လောက်တဲ့စွမ်းမရှိလောက်အောင်တုံလို့ချင်းကင်းသွားပြီဆိုအရတမတ်ရက်ကိုအကြပေးရတယ်ပြောချင်တာကသောတာပတိမက်ဖို့ရကြောင်းအတွက်မိမိကခိုင်လုံပြည့်ဝသွားပြီဆိုရင်သောတာပတိမက်ဖို့ကကြောက်ကြပေးရတယ်ဓမ္မနိယာမတွေရှိတယ်အဲ့လိုပဲတက္ကရာဂမိမက်ဖို့အတွက်ကြရကြကြောင်းအကြောင်းအထောက်ပံ့နေပြည့်စုံသွားရင်ဒရာဂမိဖို့ကကြပေးရတယ်အနာဂမိမက်ဖို့အတွက်ကြရကြကြောင်းရကြောင်းအကြောင်းအထောက်ပံ့နေပြည့်စုံသွားရင်
အနာဂတ်မိမက်ဖို့ကကြာပေးရတယ်အဲ့လိုပဲ red ဘော်လည်းလို့ကြာပေးရတယ်ပြောချင်တာကဒီလိုမျိုးမိမိရဲ့စိတ်ဓာတ်နိယာမအားဖြင့်မိမိရဲ့ဉာဏ်ကိုမိမိရဲ့ကိလေသာနဲ့အရှုခံပေါ်မှာပုတ်တိုက်ပြီးတော့ဉာဏ်ဖြစ်အောင်အားထုတ်ပြီးတော့မိမိဉာဏ်လေးကမှုံညံ့ညံ့နဲ့သိလာတယ်ပိုင်းခြားခြားသိလာတယ်ဉာဏ်လေးကတွက်လာတယ်ဉာဏ်လေးကထက်မြက်လာတယ်ဒုက္ခသစ္စာကိုပြိဋ္ဌိယပိုင်းခြားခြားရှုနိုင်လာတယ်ဆိုရင်ဖြစ်ကြောတွေတူထက်တူလွားပြီဆိုရင်မိမိရဲ့ဖြစ်ကြောတူတဲ့အတွက်ဖြတ်ချနိုင်တဲ့အားပေါ့ဖြတ်ချလိုက်တိုင်းဖြတ်ချလိုက်တိုင်းမှာမိမိကသမုဒယသစ္စာကိုပါဟာတ္တပပယ်နေတာမိတယ်ဒါကိုပဲသမုဒယသစ္စာကိုပယ်တယ်လို့ခေါ်တာမိမိရဲ့ဒုက္ခသစ္စာကိုပြိဋ္ဌိယပိုင်းခြားခြားရှုနိုင်ခြင်းကိုပဲသမုဒယသစ္စာကိုပါဟာတ္တပပယ်နေတယ်ခေါ်တာဟိုလိုမျိုးကြီးပယ်တာမျိုးဒီလိုမျိုးကြီးပယ်တာမျိုးမဟုတ်ဘူးဉာဏ်နဲ့ပယ်တယ်ဆိုတာတစ်မျိုးအနုတ္တရမထိုက်အောင်ဉာဏ်ထက်သွားရင်အနုတ္တရကုန်တယ်အနုတ္တရကိလေသာကိုဘယ်လိုပယ်သလဲဒီလိုသိစေချင်တာနော်ဆိုင်ရာအနုတ္တရကိလေသာကိုပုံမှာမိမိရဲ့ဉာဏ်ဓာတ်ကထက်သွားပြီးတော့ပိုင်းခြားခြားမှတ်နိုင်သွားပြီးတော့အနုတ္တရကိလေသာကပယ်သွားတာပဲပယ်သွားပြီဆိုရင်အနုတ္တရကိလေသာတွေကဆိုင်ရာအနုတ္တရကိုရင်ဆိုင်ရာမဖို့ကြမှာပေါ့ဒီလိုမျိုးဘက်ကိုသွားရတာဒါဒီလက်တွေ့ရှုတဲ့အခါကျရင်အနုသိတ်နော်မက်ဖို့နဲ့လျော်ကန်သွားတာဘလို့လျော်ကန်သွားတာလဲသင်္ခါရုပ္ပကဉာဏ်သင်္ခါရဥပိ္ပခာပြုတ်သွားတာဘလို့သင်္ခါရဥပိ္ပခာပြုတ်သွားတာလဲဒီလိုမျိုးလေးတွေဦးဇင်းကသိစေချင်တာနော်ပြောချင်တာကတကယ်မြတ်စွာဘုရားရှင်ဟောထားတဲ့ကာယဝေဒနာစိတ်ဓာတ်မှာအနုပဒနာ၄ပါးကိုတကယ်တမ်းသာမိမိကရှုွက်ကြေသွားအောင်မိမိရဲ့ခန္ဓာပေါ်မှာတာဝန်ကျေပြီးတော့ပြစ္ဆုတ်ပံတဲ့တဲ့အတိုင်းမှာမိမိကတေးသေးချာချာရှုတတ်မယ်ဆိုရင်ကိလေသာဈာခိုစရာမရှိဘူးကိလေသာဈာမခိုတဲ့အတွက်လေဟောကိလေသာနိရောဓနိဗ္ဗာန်ဘယ်ရှုတော့ပြောမှတ်နေတယ်နော်တရားထုတ်တယ်ဆိုတာကအဲ့တော့ပေါ်တိုင်းမပြည့်ရှုမှတ်နေဖို့ပဲလိုတယ်မှတ်နေတဲ့အခါတိုင်းမှတ်နေတဲ့အခါတိုင်းမှာသူကစိတ်ဖြောင့်ဖို့လိုတယ်မနတိကာရခေါ်တယ်မှတ်မယ်မှတ်တိုင်းမှာမိမိရှုဉဏ်လေးတွက်မြက်လာမယ်ဒုက္ခသစ္စာကိုပြိဋ္ဌိယပိုင်းခြားခြားရှုနိုင်လာတယ်ခေါ်တယ်သမုဒယသစ္စာကိုပယ်နေတယ်ဒါကိုပဲဘာဝေတ္တပမဂ္ဂသစ္စာကိုပွားများနေတယ်ခေါ်တာပဲဒါဆိုလို့ရှိရင်နိရောဓသစ္စာကိုတစ္ဆိကတ္တပမျက်မှောက်ပြုသွားလိမ့်အဲ့တော့ तू ကဘယ်လိုမျိုးမျက်မှောက်ပြုသွားတာလဲမိမိရဲ့အရှုခံလေးတွေကမိမိပေါ်မှာမိမိအမြဲတမ်းဈေးပန်းခင်းနေတယ်အာယုံလေးတွေအမြဲတမ်းဈေးပန်းခင်းနေတယ်ဝေဒနာလေးတွေအရိပ်ကလေးတွေမိမိကိုအမြဲတမ်းဈေးပန်းခင်းနေတယ်ဒါလောကီစကားနဲ့ပြောတာနော်ဒီလိုပြောမှပိုရှင်းမှာမဟုတ်လို့မိမိကိုယူပါအောင်ဒါလေးကြည့်ပါအောင်မကြိုက်ဘူးလားဒါလေးကိုဘယ်လိုသဘောထားလဲဒါလေးကလိုက်ဖက်တယ်မဟုတ်ဘူးလားဒီလိုမျိုးမိမိကိုအမြဲတမ်းဈေးပန်းခင်းနေတယ်လို့သဘောထားအဲ့ဒီဟာလေးတွေအပေါ်မှာမိမိကဘယ်ဟာပဲလာပြီးတော့ထိုးပြဘာပဲထိုးရောင်းအစဆွဲမထုတ်ဘူးမယူဘူးမလေးလာဘူးမသုံးသက်ဘူးမယူငင်ဘူးစိတ်မဝင်စားဘူးပယ်တယ်စွန့်တယ်ဆိုရင်မိမိကမှတ်ပလိုက်တယ်ပေါ့တိပဲတိချင်းအဖြစ်ပယ်လိုက်တယ်ဆိုရင်ဘာဖြစ်လဲဆိုလို့တဖြည်းဖြည်းနဲ့လောကီအာယုန်တွေပေါ်မှာသင်္ခါရတွေပေါ်မှာဥပိ္ပခာပြုတ်လာတယ်ခေါ်တယ်ဒါကိုပဲသင်္ခါရူပကဉာဏ်လေးတွက်လာတယ်သင်္ခါရတွေဥပိ္ပခာပြုတ်နိုင်တဲ့ဉာဏ်လေးရသွားတယ်ဒါဆိုလို့ရှိရင်တဖြည်းဖြည်းနဲ့ဒီအာယုန်လေးတွေကဘာပေါ်မှတ်ချရင်မှတ်ချရင်နဲ့တဖြည်းဖြည်းနဲ့လောကီအာယုန်ဒီပေါ်မှာလောကီစိတ်တွေအားဖြင့်မတွေ့ညှိဘူးကိလေသာကိုပယ်ပေးနေတယ်ဆိုရင်ဉာဏ်ကလေးကစိတ်ကလေးကတခုမဟုတ်တခုကိုစိတ်ကလေးကအာယုန်ညွန့်နေတဲ့သဘောလေးရှိတယ်ဉာဏ်ကလေးကတခုမဟုတ်တခုကိုမိမိကပိုင်းခြားနေတဲ့သဘောလေးရှိတယ်တက်ရောက်နေတဲ့သဘောလေးရှိတယ်ဉာဏ်ကလေးကထွက်မြောက်နေတဲ့သဘောလေးရှိတယ်အဲ့ဒီခါကျရင်လောကီအာယုန်တွေမှာဘာလာကိုကမိမိကဈေးပန်းခင်းမခံတော့ဘူးဆိုလို့ရှိရင်အလိုလိုနဲ့တဖြည်းဖြည်းနဲ့လောကီအာယုန်တွေမြန်လာမှာပဲဟာဟိုကအပြိုင်ဆိုင်ပေါ့သူဟာယူပါငါယူပါဒီငငယ်တော့ယထာစီးတဲ့ခါကျရင်ရေတွေရောင်းတဲ့လူမျိုးအသေးတွေရောင်းတယ်လို့ယထာရက်တုံးလေးရောင်းတယ်လို့မျိုးပဲအပြိုင်ဆိုင်ဈေးပန်းခင်းတယ်ဘာမဆိုညင်းထုတ်လိုက်နိုင်တယ်ဆိုရင်မိမိရဲ့မှတ်တဲ့ဉာဏ်လေးကလည်းထက်မြက်လာပြီးကိလေသာကိုလည်းပယ်နေတယ်ဒီအာယုန်တွေပေါ်မှာလည်းအကြောင်းမထားတဲ့စိတ်လေးနဲ့သွားနေတယ်ဆိုလို့ရှိရင်နိဗ္ဗာန်ဓာတ်ဆိုရင်အလိုလိုနေနဲ့အာယုန်တွေပြတ်ကျခြင်းအဖြစ်ပေါ်လာရတယ်လွတ်မြောက်ခြင်းပေါ်လာပေးရတယ်ဉာဏ်ကလေးကလွတ်မြောက်ရအောင်မျက်မှောက်ပြုသွားတယ်စိတ်ကလေးကလည်းအဲ့နေရာမှာဝင်ပြီးတော့ကိန်းဝတ်သွားတယ်ဒါကိုပဲနိဗ္ဗာန်မတ်ဖို့ရသွားတယ်ခေါ်တာနိဗ္ဗာန်မတ်ဖို့တွေ့သွားတယ်ခေါ်တာလွတ်မြောက်သွားတယ်ခေါ်တာဒီနေရာအထိသွားရမှာတော့ယောဂီတွေအနေနဲ့ကဒီနေရာထိကိုသွားဖို့အတွက်ဒါကအသေးစိတ်တရားဆိုတာဘယ်လိုမျိုးလဲဘာကြောင့်အားထုတ်ရတာလဲအဲ့တော့နောက်ဆုံးအနှစ်ချုပ်လေးကိုပြန်ပြောရမယ်ဆိုလို့ရှိရင်တရားဆိုတာတရားတယ်ဘယ်လိုတရားလဲဓမ္မကိုဓမ္မအတိုင်းလက်ခံတာတရားပဲတဘာဝကိုတဘာဝအတိုင်းလက်ခံတာတရားပဲပေါ်ဓမြအားလုံးပေါ်မှာမတုံ့ပြန်တာတရားပဲအဲ့ဒါလေးကိုမရှင်းရင်တော့ဥစဉ်ပြောထားတဲ့တရားလေးကိုစတစ်လေးနဲ့ပြန်ယူပြီးတာပြန်နာကြည့်တော့နော်ဘာဖြစ်လဲဆိုတော့ဓမ္မဆိုတာတရားဆိုတာတရားတယ်ဘယ်လိုတရားလဲဦးစင်းခုနရှင်းပြတဲ့အထင်မှာပါသွားပြီနော်တဘာဝကိုတဘာဝအတိုင်းလက်ခံလိုက်တာတရားပေါ်ဓမြလေးပေါ်မှာမတုံ့ပြန်တာတရားဒါဆိုရင်ဓမ္မပေါ်ဓမ္မဆင့်သွားပြီခေါ်
ဒီလိုမျိုးဆိုလို့ရှိရင်မိမိကတရားနဲ့အညီဖြစ်သွားပြီလို့ခေါ်တယ်အဲ့လိုဖြစ်ဖို့အတွက်မတုံ့ပြန်တတ်မှတ်ရမယ်တုံ့ပြန်မှုလေးမရှိရဘူးဘယ်အာယုံလေးတွေပေါ်ဘာစိတ်ကလေးတွေပေါ်ဘာခံစားချက်လေးတွေပေါ်ဘာလေးတွေပဲထင်ရှားဘယ်လိုပဲခံစားရမိမိကပေါ်တိုင်းမပေါ်တိုင်းမှတ်ပေးရမယ်မှတ်လဲမှတ်ပေးရမယ်သိလဲသိပေးရမယ်ပေါ်လဲမှတ်ပေးရမယ်သိတာလေးလည်းမပို့သွားစေနဲ့သိတာလေးပို့ဝိုင်းပညာလွန်သွားမယ်မှတ်တာလေးလည်းအယံအားမပါစေနဲ့ဝရိယလွန်သွားမယ်ဝရိယနဲ့တတိတရားဝရိယသတိတမာတိပညာလေးဘောင်းချိန်ပြီးတော့အလောတော်လေးပုံမှန်လေးစိတ်အေးလေးထားပြီးမှတ်ပေးရုံပဲဒီလိုမှတ်ပေးလိုက်ပြီဆိုရင်တရားနဲ့အညီပဲမတုံ့ပြန်ခြင်းကြောင့်တဘာဝကိုတဘာဝအတိုင်းလက်ခံတယ်တရားပြီပေါ့ဓမ္မကိုဓမ္မအတိုင်းပဲလက်ခံတယ်တရားပြီပေါ့မတုံ့ပြန်ခြင်းကြောင့်မိမိကလောဘဒေါသမောဟဂျားမခိုခြင်းကြောင့်တရားပြီပေါ့ဒီပုံစံမျိုးလေးနဲ့ပဲတရားလမ်းကြောင်းကိုရှောက်ရမှာလို့ပြောချင်တာနော်ဒါဥသိအခုပြောချင်တာလေးကတော့အချိန်နည်းနည်းနားချိန်လေးရသွားအောင်ဒါပဲအဆုံးတက်လိုက်မယ်နော်